လူဘဝလမ်းမကြီးကိုဖြတ်တန်းရမှာလေသင်္ခါရတရားနဲ့လောကဓာတ်၈ပါးရောသမမှွေသွားရင်အကြောင်းကံတွေကကြပြောင်းကြပြန်ဖြစ်သွားတတ်ပါလေအတိလည်းရှိတတိလည်းရှိမှအန္တရာယ်ကင်းမှာမို့မြတ်ဖယားကအပမဒေနတံပါတိထအတိနဲ့တတိရှိကြပါလို့45ဝါတိုင်းတဲ့အချိန်ခါကာလမှာအကျိန်ပေါင်း1980ပြောခဲ့ဟောခဲ့ပါလေတရားချစ်ခင်သူတော်ချင်းဒါကြောင့်ဘဝလမ်းကူးပြဿနာအာယုံအခုအပြောင်းပြဿနာမဖြစ်ရအောင်ယောနိသောမနတိကာရနှလုံးသွင်းစိတ်ရင်းဖြူစင်မှန်ကန်စွာနဲ့ကိုနှုတ်ကိုသီလနဲ့ပေါင်ခတ်စိတ်ကိုတမာတိနဲ့ပေါင်ခတ်အတိကိုဝိပဿနာနဲ့ပေါင်ခတ်နိုင်မှဘဝမှန်ဘဝစံဘဝမြတ်ကိုရမှာပါ